အားလုံးပဲမင်္ဂလာပါဒီဗီဒီယို tutorial လေးမှာဆိုရင်တော့ teacher က message ထုတ်တဲ့ပုံစံလေးတွေပြချင်တာပေါ့နော် greet each other ပေါ့တယောက်နဲ့တယောက်နှုတ်ဆက်တဲ့အချိန်မှာ message တွေထုတ်တဲ့ပုံစံကိုပြပေးချင်တာပါအဲ့တော့ project အသစ်တစ်ခုခေါ်လိုက်ပြီးတော့မှ teacher ကဒီ background ကိုအရင်ရွေးလိုက်တာပေါ့နော်ဒီ background တွေကဒီမှာ teacher city ဆိုတဲ့ background ကိုရွေးလိုက်တယ် sprite ကိုလည်း teacher ဒီ sprite ကိုဖြတ်လိုက်မယ် character ဖြတ်လိုက်မယ်ပေါ့နော်ဒီထဲမှာတော့ teacher ကဘာယူလိုက်မလဲဆိုလို့ရှိရင်ထက်မှာ teacher တို့ character တွေထဲမှာဒီအပေါ်ဆုံးမှာပေါ့နော် character ကဘာရှိမလဲဆိုရင်ဒီပုံစံလေးပေါ့နော်ဒါလေးတစ်ခုယူလိုက်မယ်ပြီးရင်နောက်ထပ်တစ်ခုကတော့ပေါ့နော်ဒါလေးယူလိုက်တော့ဆိုတော့ဒီမှာပေါ့နော်တို့နှစ်ခုပေါ့အဲ့တော့အဲ့လိုယူလိုက်ပြီးတဲ့အခါမှာ teacher ကအရင်ဦးဆုံးပေါ့နော် teacher ကဒီမှာသူဒီကနေသွားချင်တာပေါ့သူကဘယ်ကိုသွားလဲဆိုရှေ့ကိုသွားလိုက်တာဆိုတော့ grid လေးခေါ်လို့ရတယ်ပေါ်ကနေပြီးတော့မှဒီထိရောက်ချင်တယ်ဆိုရင်14ပေါ့12လောက်ပေါ့4 သူကဘယ်ကနေစမလဲဆိုရင်3ကနေစမယ်ခြေတို့13လောက်ထိသွားချင်တယ်ဆိုလို့ရှိရင်ခြေတို့က10လောက်သွားမှာပေါ့နော်10လောက်သွားမယ်ပြီးသွားရင်ဒီချိန်မှာ stop button လေးထားလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီမှာteacher ကဘာလုပ်လိုက်လဲဆိုလို့ရှိရင် message ပေါ့နော် message ထုတ်တဲ့ဥစ္စာအဲ့တော့ဒီလူကဒီကောင်လေးကိုမြင်သွားတော့ touch ပေါ့နော်လာထိတဲ့အခါမှာသူ့လာထိတဲ့အခါမှာသူကဘာပြောလိုက်မလဲဆိုလို့ရှိရင်ဒီနေရာလေးပေါ့နော်13လောက်ဒီနားလေးလောက်ဆိုလာထိမယ်တင်ဘာလို့နားလေးလောက်ဆိုသူနည်းနည်းလာထိမယ်လို့ထင်တယ်ပေါ့နော်အဲ့လာပြီးတော့ထိတဲ့အချိန်မှာသူက message ကိုထုတ်ပေးချင်တာ hi ဆိုတဲ့ message ကိုထုတ်ပေးချင်တာအဲ့ message ထဲမှာဘာလေးတွေပေးလိုက်လဲဆိုတော့ဟိုပါပေါ့နော်စာရီလေးကိုသူကပိတ်လိုက်တယ်ပိတ်လေးနဲ့ပေးလိုက်တာပေါ့နော် okay ဟာအဲ့ဒါဆိုရင် teacher တို့ကသူကဒီ message ကို oh hi dog ဆိုပြီးတော့ teacher တို့ဒီနေရာမှာ hi dog ဒီလိုရေး teacher တို့ကပြောလိုက်တယ်အဲ့ဆို teacher တို့ကဒီခွေးလေးဘက်ကိုရောက်တဲ့အခါမှာ teacher တို့က message ကပြန်ပြီးဖွင့်ကြည့်မှာပေါ့နော်ဖွင့်ကြည့်လိုက်မယ်ဘာလုပ်လိုက်လဲဆိုဒီ message ကိုဖွင့်ကြည့်လိုက်ဖွင့်ကြည့်ပြီးတော့သူလည်းပဲပြန်ပြီးတော့မှ wolf ဆိုတဲ့စာသားလေးကိုပြန်ပြီးတော့မှထုတ်ပေးလိုက်တာပေါ့နော်ဆိုတော့ပြီးသွားရင်ကျွန်တော်တို့ကပိတ်လိုက်ပြီအဲ့တော့ project လေးပြန် play ကြည့်တဲ့အခါမှာထိသွားတဲ့အခါကျတော့မှသူကမလုပ်လိုက်လဲဆိုလို့ရှိရင် teacher တို့ကဟိုစာသားကိုထုတ်ပေးတယ်ပေါ့နော် grade လေးဖြုတ်လိုက်ပါမယ်ပြန်စမ်းကြည့်အောင်ပါ okay ဆိုတော့ထိသွားတဲ့အခါကျတော့မှသူကစာသားလေးထုတ်တယ်ဒါလေးကတော့ message ထုတ်တဲ့ပုံစံမျိုးပေါ့နော်ဒီပုံစံလေးကိုကြည့်ပြီးတော့မှကိုလိုချင်တဲ့ကတုံး story လေးတွေဖန်တီးလို့ရတယ်ပေါ့နော်